ညက်လက်ခဲပြက်နော်တကယ်သိရလားဒီနေ့တော့မမဝိုင်တို့ရဲ့ကမုံဝင်ဆိုင်ခွဲကြီးကိုအောက်ကန်ကနေပြီးတော့အလဲလာတဲ့တရုံလေးတယောက်ရှိပါတယ်မမဝိုင်နဲ့ဗီဒီယိုလေး surprise တွေလည်းခဏခဏတိုက်တယ်ပေါ့နော်တရုံလေးနာမည်လေးကဟီတာလင်းလက်ကလေးပါဟုတ်လားတဲ့အခုဆိုရင်ဟီတာလေးကဘယ်နှစ်ပြည့်ပြီလဲ9နှစ်ခွဲတောင်မှရှိသွားပြီဒီနေ့တရုံလေးပျော်သွားအောင်လို့ဆိုပြီးတော့ဖေဖေနဲ့မေမေကမမဝိုင်နဲ့တွေ့ရအောင်လို့ဆိုပြီးတော့ကမုံဝင်ဆိုင်ကိုလိုက်ပို့ပေးတာတရုံလေးကဘာပစ္စည်းလေးတွေကြိုက်လဲမမဝိုင်တို့ YouTube ကလား TikTok ကလားဘယ်ကကြည့်ရလဲ YouTube ကလည်းကြည့်တာ Okay ကဲဒါဆိုရင် site ထဲမှာပတ်ပြီးတော့မမဝိုင်နဲ့အတူတူပစ္စည်းသွားရေးကြမလားဟုတ်ကဲ့နော်ရွေးမယ်နော်ကဲလာချစ်ကလေးရှင်လေဇက်ကလေးလိုချင်တယ်အော်ကြောင်းတက်တော့မှာဆိုတော့တဲတော့ကလည်းဇက်ကလေးကဲမမဝိုင်လည်းပြပေးမယ်ဝါဒါလေးသဘောကျလားဟုတ်တရားနာမည်ဘယ်လိုခေါ်လဲပြီးတယ်ရှင်ပြီးအော်အဲ့လိုတော့မသိဘူးသူက brain rot character တွေကနော်တဲသိရမလား brain rot တော့သိလားထုံစာဥတာတို့ပါတော့နော် Okay ကဲဒီလေးရဗျာလေးကြိုက်တော့ဒါလေးကိုပဲကြိုက်တာမြောင်လေးပါပစွန်နဲ့တွဲထားတာတမင်ခဲတာပို့ပေးနေခဲတာโอเคတာပေါ့အကြောင်းတက်တော့မှာသူကတော့နော်ခလေးလေးဟုတ်တယ်ပြပေးမယ်ကဲဒီစိတ်တစ်ခုလုံးကခဲသားပေါ့ပင်ခဲဆန်နေရှိတဲ့စင်ကိုခေါ်လာတာတဲတော့လည်းဘယ်ကြိုက်လဲသမီးရတယ်ဟုတ်ဆက်โอ้ยအော်မမဝိုင်တို့ကြီးညာထားတယ်ဥစ္စာတွေပေါ့ဟုတ်လားဟုတ်အေး YouTube မှာမမဝိုင်တို့ကြီးညာထားတာလေနော် K-pop Demon Handle လေးကာလာကလည်းဒီကာလာပဲလားဟုတ် Purple လေးပဲကြီးညာထားတဲ့အယောင်လေးအတိုင်းကိုကြိုက်တာနော်ကဲနောက်ထပ်ပြီးတော့သွားယူမယ်နော်ကဲမမကတမီးနဲ့ကက်လိုချင်တယ်ဘယ်ဗျာဒီမိတ်ကက်လေးမိတ်ကက်လေးအော် तू ကကြတော့မိတ်ကက်ဆိုရင်အထဲထဲမှာကြတော့ကလေးတွေပါတာနော်ဟေ့တာနော်โอเคရပါတယ်ဒီထဲမှာလက်စွပ်တော့မပါဘူးမမဝိုင်ပြဒီလိုလက်စွပ်လက်လာလေးလည်းရှိတယ်ဟုတ်ကဲ့ဘယ်ဟာကြိုက်လဲမိတ်ကျစဒီဥစ္စာလေးအော်ကရိုမီလေးကြိုက်တာโอเคကရိုမီလေးတခု तू ကကြတော့ဒီလိုလေးမီးလေးနဲ့ဟုတ်နော်တဲ့နော်ရိုးโอเคယူပါချစ်စရာလေးဒီလားနောက်ကောဘာရွေးအောင်မလဲမမလေးနိုင်နေပါပြီโอเคဒါလေးနော်ဟုတ်ကဲ့ချစ်စရာလေးခဲပြက်ကလေးလည်းလိုတယ်ခဲပြက်ခဲရဘယ်ဟာလေးလဲတဲတော့ကဘယ်ဟာလေးကြိုက်လဲဒါမျိုးလားဟုတ်ဒါက magic နော်ဘယ်ဒီဇိုင်းလဲဒါလေးဒါကရိုးခဲပြက်မဟုတ်ဘူးနော်သိရမလားညက်လက်ခဲပြက်နော်တကယ်သိရလားအော်တကယ်သိရ YouTube ကြည့်ထားတဲ့အတွက်ကြောင့်တကယ်သိရ Okay ဒီဘက်မှာ stationery ရှိသေးတယ်ယူလိုက်ပါဦးမမလည်းတမီးဒီခဲလာဖို့လေး Okay ဒါလေးနော်ဟုတ်ကင်မရာလေးကဘာဒီဇိုင်းလေးတော့ခပီပါရာဟုတ်တယ်ခပီပါရာလေးကြိုက်တာလားဟုတ် Okay အော်တော့ခလုတ်တင်နေဒါလေးပါတည်အတန်မှာထွက်တယ်စာတင်လို့ပါရတယ်နော်တင်နော် Okay နောက်ကြောင်းတက်တဲ့ခါကျရင်ပကြီးဆွဲတာဝါသနာပါလားဝါသနာပါပကြီးဆွဲရရေးမမဝိုင်ကြည့်ပေးနော်ဒီပေါ်အပေါ်မှာဒါက crayon နဲ့ခြေရတာဒါကကြတော့ soft pen နဲ့ခြေရတာ crayon လို့ကျင်တာcrayon 20နဲ့မှ4ရောင်တော့ပါတယ်နော်အဆင်ပြေနော်ကျိုးလည်းမကျိုးတော့ဘူးလေနှစ်ခမ်းနေတောင်လေးလို့ထုတ်ရတာနော်သိလားတဲ့ဟုတ်ကဲ့ Okay စတစ်ကာဒီထဲမှာဘယ်နှရွက်ပါတော့ဒီထဲမှာဘယ်နှရွက်ပါလဲစတစ်ကာဘယ်နှရွက်ပါလဲတဲ့အရွက်100ပါတယ်နော်ဟုတ်တယ်100တောင်မှပါတယ်နော် Okay နောက်ပြီးတော့ဒါလေးတော့သဘောကျလားကပ်ပြီးဘားတာကြိုက်တာဆိုတော့လေရက်တောင်နော်သိလားကြောင်းယူသွားလို့ရရနော်တေးသေးလေးနော်နောက်တော့ဘာယုံလဲတဲ့တော့ဒါလေးလိုသေးတယ်ကြည့်ပါဦးဒါလေးကကြတော့ခဲပြက်ဒါကကြတော့ soft pen လေးကိုရောင်းဆုံးပါတယ်ဆိုတော့အဲ့လိုမျိုးဘာလေးကြိုက်သေးလဲတဲ့လေအော် pencil case လေးလားကျောင်းမှာတုံးဖို့လား Okay ခွေးဟုတ်ပါပြီနောက်တော့ကြည့်ပါဦးဘာလေးလိုသေးလဲ Okay ဒါလေးနော်ဟုတ်ဒါလေးတစ်ခုယူလိုက်မယ် Okay ဆူဘူးလေးလိုချင်တယ်ဆူဘူးရမှာပေါ့ဆူဘူးကအများကြီးပဲနော်ဘလို့ဆူဘူးမျိုးလဲပြောပြအော် Okay ချစ်စရာကောင်းလိုက်တာကွာဆူဘူးလေးပုတ်ကပ်ပုံလေးနော်အိပ်ပြန်ဆူဘူးလေးနော်အေးတဲတုံးလေးရဲ့စိတ်ကြိုက်ဒီမှာချင်းတစ်ဝယ်ပေးသွားတယ်ဖေဖေနဲ့မေမေကိုတဲတုံးလေးဟိတာလင်းလက်ကလေးကဘာပြောဦးမလဲကျေးဇူးတင်တယ်ဖေဖေနဲ့မေမေကိုချစ်ပေးရမယ်နော်လင်းလေးမမနေမလားနေမဝိုင်ရလဲတဲတုံးလေးကိုအများကြီးချစ်တယ်နော်အဘွားမဝိုင်လည်းပြော Bye bye, bye kiss.